ဘုရားလောင်းတော်နဲ့ညီတော်အနန္ဒာအလောင်း2ယောက်ဆရာတပည့်2ယောက်လုံးကိုယရနာလေးပေါ်မှာတင်ပြီးတော့ဘုန်းကြီးတို့ပြည့်တိုင်းနေချင်းပဲမောလိနီပြည်ကိုမဏိမေခလာနတ်သမီးကအဲ့ဒါတကိုးနဲ့တခါတည်းရောက်အောင်ပို့တာမောလိနီပြည်ရောက်တဲ့အခါကျတော့မဏိမေခလာနတ်သမီးကသင်္ခပုံနာရဲ့အိမ်လုံးပြေးရွှေငွေဥစ္စာယရနာတွေဖန်ဆင်းပေးခဲ့ပြီးတော့သမုဒ္ဒရာကိုပြန်လာခဲ့အဲ့တော့အလောင်းတော်သင်္ခပုံနာလည်းပဲဟာအဲ့ဒီမှာအိမ်မော်လဲဝင်လဲကွာဟာဖေကြီးပြန်လာပြီပုံနေမကြီးကလည်းဟာသင်္ခပုံနာကြီးပြန်လာပြီနဲ့ဆင်းကြိုတယ်အိမ်မော်လဲတက်လဲကွာတိမ်လုံးတခါတည်းစိန်ရွှေငွေကြောက်တံပဒများတွေအကုန်လုံးပြီးမိသားစုတွေအကုန်လုံးအံ့ဩကြတာဘယ်လိုဖြစ်တယ်လဲပြောပါဦးပင်လေထဲမှာဒီလိုဖြစ်တယ်ပေါ့အဲ့ဒါကြီးကဘယ်ကရတယ်အဲ့ဒါနတ်သမီးလှုပ်ပေးသွားတာထင်တယ်တော်နတ်သမီးကိုဘာသွားပြောလို့လဲဘာမှမပြောငါတို့ပင်လဲတဲ့သင်္ဘောပြက်လို့သူကသူကဲတာတခုတော့ရှိတယ်နတ်သမီးကငါပြောသွားတယ်ကာဏမာရဏတောင်းကပြည့်စေကဗုဒ္ဓတပတ်ကြွလာတာနေပူသဲပူမှာအဲ့ဒါငါဖဏကလေးချွတ်လူခဲ့တာထီကလေးလူခဲ့တာအဲ့ဒီကုသိုလ်ပဲလို့ပြောတယ်ဒီမှာကတော့တကယ်တခါတည်းသီလသမာဓိပညာပြည့်စုံတော်မူတဲ့ပြည့်စေကဗုဒ္ဓဆိုတော့လှူတဲ့ဝတ္ထုပစ္စည်းတန်ဖိုးနည်းပေမဲ့လို့အလှူခံပုဂ္ဂိုလ်ကတန်ဖိုးကြီးနေတဲ့အခါကျတော့အကျိုးတရားကအလုံးကိုကြီးမားတာဒါကြောင့်ဘုန်းကြီးတို့တရားစခန်းတွေမှာတရားလို့အထုတ်တော်မူကြတဲ့ယဟန်တမေယောဂီသူတော်စင်တို့ကိုကျွေးရမွေးရလှူရတန်းရတာစောတကစောမတွေအာယုံပြန်ပြုအမတန်ကုသိုလ်ထူးပါတယ်။ဘာဖြစ်လို့တုံးဆိုတော့သီလသမာဓိပညာသိက္ခာ၃ပါးကတို့ကနေတိုင်းအချိန်ပြည့်တရားမှနေတဲ့ပုဂ္ဂိုလ်မှတဏ္ဍာမှဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုလှူလိုက်ရတဲ့ကုသိုလ်ကနည်းနည်းလေးပဲဖြစ်ပြီးမြောက်များစွာသောကျိုးကျေးဇူးတရားတွေကိုရရှိတယ်။ဒါကြောင့်ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဘုရားလောင်းတော်ကြီးအဲ့ဒါသင်္ခဇတ်တော်ကိုပြန်ပြီးတော့ဒါလေးပြောပြတာဒါလေးနာပြီးတဲ့အခါကျတော့ကိုယ်စိတ်ထဲဘယ်လိုအာယုံပြုရမလဲ။အော်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုတမာတိဝနှကောင်းနှမြတ်တရားပြစ်မထားဘူးစောက်ရှောက်တယ်ကုသိုလ်တရားဆိုတာမမေ့ရဘူးဒါပြောကျင်နေတာအဲ့ဒါကုသိုလ်တွေ့ဖက်ကောင်းကျိုးဆက်ကုသိုလ်ကိုတွေ့ဖက်ထားရင်ကောင်းကျိုးတွေကအဆက်နောက်ကနေသူ့ဟာသူအရေးပါမှလိုက်လာပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါဘုရားလောင်းတော်ကြီးကငါအဲ့ဒီတုန်းကအဲ့ဒီကုသိုလ်လုပ်ခဲ့ဘူးတယ်ငါစီလာတဲ့ဖဏနဲ့ထီကလေးအဲ့ဒါပြစ္ဆေကဗုဒ္ဓကိုလှူဘူးတဲ့ခြေသားတို့ဘုရားများစွာသာနာတော်ကြီးနဲ့တွေ့နေတဲ့အချိန်မှာခြေသားတို့အဲ့ဒါကုသိုလ်ကောင်းမှုတရားတွေကိုကြိုးစားပွားများအားထုတ်သွားကြလို့ဆိုပြီးတော့မိန်တော်မူတဲ့ဇတ်တော်ဟာဘုန်းကြီးတို့ပြည်တိုင်းအဲ့ဒါသင်္ခဇတ်တော်အဲ့ဒါရရှိတဲ့ရွှေငွေကြောက်တံပရမများတွေရောင်းချထုခွဲလှူဒန်းပြီးတော့တန်းကုံလို့သေသွားတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးမိသားစုအားလုံးနတ်ပြည်ကိုတက်ကြတယ်နတ်ပြည်ကိုတက်သွားတဲ့ကုသိုလ်တွေ့ဖက်ကောင်းကျိုးဆက်ဆိုတဲ့တရားတော်ကိုဇေတဝန်ကျောင်းမှာဟောပါတယ်ဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒါလေးဆိုကြည့်ပါစီးပွားရှာတာလူဝန်တာကောင်းစွာရှာကြပါရတဲ့စီးပွားကိုလည်းစားတာအားသမျှလှူကြပါဗုဒ္ဓဘာသာလူမျိုးမှာစီးပွားရှာတာလှူဖို့ပါသင်္ခပုံနာတရားကထူးခြားအံစရာစီးပွားကြရာထိုချိန်ခါလှူတာမပြတ်ပါသူစေရနာသူတတ္တာမှန်စွာကြိုးပေးတာသင်္မောပြည့်ရန်ထိုချိန်ခါမေခလာကဲရတာကုသိုလ်တွေ့ဖက်ကောင်းကျိုးဆက်ဟောမြတ်ဒေသနာဒေသနာတော်ဇတ်တော်ပေါင်းတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဒီသင်္ခပုံနာသူ့ရဲ့တပည့်ရင်းသည်အာနန္ဒာတဲ့ဤတော်အာနန္ဒာဖြစ်တော်မူပါတယ်မဏိမေခလာနတ်သမီးသည်ဥပ္ပလွန်ထေမာကြီးဖြစ်ပါတယ်လို့ဇာတကံဇတ်တော်ကိုသမောဒာနေသည်ကောင်းစွာမသွေပေါင်းယူတော်မူလိုက်ပါပေတည်း